အဘိုးကနိုင်ငံတော်မှာနာမည်ကြီးအစားအစာချက်ပြုတ်သမားတွေကိုသူ့အိမ်ကိုဖိတ်ခေါ်ပြီးသူ့မြေးလေးရဲ့အစာမစားခြင်းတဲ့ယောဂ anorexia ကိုကူညီပေးဖို့ကြိုးစားပါတယ်သူကမြေးလေးကတကိုက်ပဲစားနိုင်ရတော့ဒေါ်လာ1 ပေးမယ်လို့စုကြီးတစ်ခုလည်းကတိပေးထားပါတယ်ချက်ပြုတ်သမားတိုင်းကယုံကြည်မှုအပြည့်ရှိကြပေမဲ့မြေးလေးကအစာကိုတကိုက်စားပြီးတော့ချက်ချင်းပဲပြန်အန်ထုတ်လိုက်ပါတယ်သူကမစားတော့ဘူးလို့ပြောပြီးအပြင်ကိုထွက်ပြေးသွားပါတယ်အန်ပြီးနောက်မြေးလေးကအနီးမှာရှိတဲ့ပေါင်မှုပူ stand band တစ်လုံးကိုတွေ့ပြီးချက်ချင်းပဲစားလိုက်ပါတယ်အဘိုးကဒီကိုမြင်တော့အယမ်းဝမ်းသာပါတယ်ဒီအချိန်မှာမိန်းကလေးလေးတယောက်လာပြီးဘာလို့ငါပေါင်မှုကိုစားလိုက်တာလဲလို့မေးပါတယ်မြေးလေးကအထက်ပန်းကြကြီးငါမလို့ချင်ဘူးလို့ပြန်ပြောလိုက်တော့မိန်းကလေးကထွက်ပြေးသွားပါတယ်အဘိုးကမိန်းကလေးကိုလိုက်သွားပြီးသူမဟာမိမိတယောက်တည်းနဲ့မတန့်ဆွမ်းမိခင်ကိုပြုစုနေတဲ့အခြေအနေကိုတွေ့ရပါတယ်ထို့ကြောင့်သူမကိုအိမ်မှာလာပြီးမြေးလေးတဲ့စားစာချက်ပြုတ်ပေးဖို့ဖိတ်ခေါ်ပါတယ်အိမ်မှာတော့အလုပ်သမားတွေကမြေးလေးကိုအစာတကိုက်ပဲစားမှလို့တောင်းဆိုကြပေမဲ့သူကစိတ်အနှောင့်အယှက်ဖြစ်နေပါတယ်မိန်းကလေးရောက်တဲ့အခါသူမကပေါင်းမုတ်တစ်လုံးကိုယူပြီးမြေးလေးနားကိုသွားပါတယ်မြေးလေးကသူမကိုလောင်ပြောင်းပေးမဲ့မိန်းကလေးကဓာတ်ရိုက်ပဲပေါင်းမုတ်ကိုသူ့အစာထဲထည့်ပေးလိုက်ပါတယ်အရာအချက်တန်းကြနေတဲ့မြေးလေးဟာအစာရဲ့အရာတာကြောင့်ချက်ချင်းပဲအနိုင်ယူခံလိုက်ရပါတယ်နောက်နေ့မှာအဘိုးကမိန်းကလေးကိုချီးကျူးတင်ဖို့အစားအစာရစွာပြင်ဆင်ပေးမယ်မြေးလေးအတွက်တော့ပေါင်းမုတ်ပဲထားပေးပါတယ်အဘိုးကပေါင်းမုတ်ကိုစားပြီးအရန်ကောင်းတယ်လို့ပြောဆိုနေတော့မြေးလေးကဒါဟာအရန်အလွန်ဖြစ်တယ်လို့ထင်ပြီးထွက်ပြေးသွားပါတယ်ညမှာတော့မြေးလေးကလှုပ်ရွက်စွာထွက်ပြီးပေါင်းမုတ်စားဖို့သွားပါတယ်မိန်းကလေးကသူ့ကိုမြင်တာနဲ့မီးဖွင့်လိုက်တော့မြေးလေးကကြောက်ပြီးလဲချောင်းတွင်စားတစ်ခုကကတ်သွားပါတယ်မိန်းကလေးကရေကိုအမြန်ပေးပြီးကူညီပါတယ်အခြေအနေကောင်းလာပြီးနောက်မြေးလေးကနောက်ထပ်အစားအမျိုးမျိုးလဲချက်ပေးလို့ရမလားလို့မေးပါတယ်မိန်းကလေးကသဘောတူပြီးအဲ့ဒီညတာကကုကီတွေလေးလာချက်ပြုတ်ပါတယ်မြေးလေးကစားကြည့်ပြီးအရန်နစ်ပတ်ပါတယ်သူကမိန်းကလေးနဲ့အတူရှိတဲ့အချိန်မှသာပုံမှန်စားနိုင်ပါတယ်မြေးလေးကမိန်းကလေးကိုအစာအမျိုးမျိုးဆက်လက်လေးလာချက်ပြုတ်စေခြင်းပေမဲ့မိန်းကလေးကအခြားသူတွေချက်တဲ့အစာလဲစမ်းစားတင်တယ်လို့ပြောပါတယ်မိန်းကလေးထွက်သွားပြီးနောက်မြေးလေးကအဘိုးကိုဘာလို့သူမကအငြင်းနဲ့ငါ့အတွက်ချက်ပေးနေမတော့တယ်လို့မေးပါတယ်အဘိုးကတသက်လုံးအတူနေကြတာကလင်းမယားပဲဖြစ်တယ်လို့ဖြေပါတယ်ဒါကြောင့်မြေးလေးကဒါဆိုငါသူမကိုတသက်လုံးအတွက်ဇနီးမယားလုံးချင်တယ်လို့ပြောလိုက်ပါတယ်